ပေါ်ကြရင်ပီတရာနဲ့150မှာဖြတ်လေတစ်ခုရှိပါတယ်အဲ့ဒီဖြတ်လေကတော့ဘယ်ဘက်ကိုဆွဲမယ်ဆိုတာတော့ပိဋကများတူတင်တွက်ဆက်ရမှာဖြစ်ပါတယ်မိဘမြန်ကြီးတက်ပါပြီလာပါပြီဦးတန်းတော်ကြောက်တန်ရဲ့ဒီတဲ့တုံပဲဖြစ်ပါတယ်လာပါပြီခင်ဗျလာပါပြီလာပါပြီလာပါပြီမိဘမြန်ကြီးကကျွန်တော်တို့ငါဆွေကြွားကြွားဝွင့်ဝွင့်နဲ့မိဘပြန်ချစ်သူပြိတ္တများအနေနဲ့ကျင်းနိုင်တဲ့အနေထားထိကိုရောက်ရှိသွားပါပြီအပေါ်လေကအနောက်တောင်ကိုပြန်ဆွဲသွားပါတယ်အနောက်တောင်ကိုပြန်ဆွဲပါသွားပါတယ်တွင်ကအဘိဓမ္မာများအနေကင်းရှင်းကြောင်းကြီးညာအပ်ပါတယ်